Hello မင်္ဂလာပါ Hello မင်္ဂလာပါဒီနေ့ကျွန်တော်ပတ်ကွားများစွာခုံသွားမှာပေါ့နော်ပတ်ကွားကဒီပတ်ကွားပေါ့နော်တို့အဆုံးရှိတာမရှိဘူးလားပေါ့နော် Jump ပေါ့နော်အဲ့လိုမျိုးပါအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိပါတယ်ကျွန်တော်ခေါင်းပြပါမယ်ဒီပတ်ကွားအဆုံးရှိအဆုံးရှာမယ်ပတ်ကွားရည်လည်းဝေးတယ်စပါးပဲပရိယာတွေခုံကြမှာပဲရနေလားဘာမှမရှိကျွန်တော်နှောက်ရှက်နေပါတယ်အားလုံးကောင်းမှပါတယ်ထိမိကွေးကျွန်တော်နှောက်ရှက်နေပါတယ်ဘေးကဟာရီကနှောက်ရှက်နေပါတယ်ထိမိကွေးနှောက်ရှက်နေပါတယ်အားလုံးတောင်းမှပါတယ်ကျွန်တော်ပတ်ကွားခုံနေတာပါငါပဲတဲ့တူတူနေဟာတဲ့တဲ့နဲ့သူကဟာလေမျိုးပေါ့နော်ဒီမှာဘေးကနှောက်ရှက်နေလို့ကျွန်တော်တောင်းမှပါတယ်ဗျာဒီကောင်အဆုံးရှိရပါရှိကရဲ့အဲ့ဒါအဆုံးရှိနိုင်မလားရှိနိုင်တာပေါ့ငါပြောတာ15ခုတော့ပြည့်ရလို့ဒါဆိုမင်းအဆုံးတဲ့ကြိုရောက်လာမယ်ဟာတကယ်လားတကယ်ပေါ့ဟာငါပနခနိုင်ဘူးတို့တယ်Oh my god အလုံးဝေးရရောက်သွားမှာနဲ့ဒုက္ခပဲဝေးရောက်ချင်တာအဝေးရောက်ချင်ရှင်ငါပြောတာ15ခုကိုတွားလိုက်ဒါဆိုဝေးရရဲ့မကအဆုံးမရောက်သွားနိုင်တယ်ကြားလားဤလေးရှိကရဲ့တကယ်ပါတကယ်အဲ့ဒီ15ခုကမင်းတူးစားလိုက်မင်းကခဏပြုတ်ကြနိုင်တယ်ငါအခက်တွေလောက်ထားတာဝေးလာတယ်ပိုခက်လေပဲစမနမနော်ငါတက်တွေလောက်ထားတာမင်းတဲ့လောက်ထားသိလားဘောဟဲ့ငါအခက်တွေလောက်ထားတာအဲ့တော့တီမီကွေးပဲဒီကွေးကလည်းဝေးလိုက်တာနောက်ပတ်ကွာလည်းရှိသေးတယ်ဟာရောသိတယ်လေနောက်ပတ်ကွာဝေးဆိုင်မလားလို့ကိုတဲ့လေခိုးစားလေဝေးပါမဘလောက်အဲ့ဒါငါခုံနေတာကွာစကားမင်းများနဲ့ရှိကရဲ့ငါပတ်တိစီဝေးထားတာမဟုတ်ဘူးကွာမင်းလူရတူရနေမှာကြောက်ငါမောင်မီလေးသိရဘောဟဲ့စားရမနဲ့ကွာငါပြကြနေငါကတ်တိလောက်ထားတာလေဒီတော့ဆိုတော့အတိုင်းနေကြည့်ပဲအဲ့ဒီတိုင်းနေကြည့်ပဲနော်မင်းစားဖို့ဘာမပြောပြောငါပြောပြတကယ်တားလားမယုံဘူးနော်မင်းဘယ်တော့ပဲပြောငါ15ခုဆိုတာမယုံသူများအခါ20တော့မရှိတော့မယ်
တို့ရှိကားတွေကအကျင့်မကောင်းလေကွာဟုတ်တာပဲတို့တို့ရှိကားတွေကအကျင့်မကောင်းဟုတ်တယ်တို့တို့ရှိကားတွေအရင်အကျင့်ဆိုးတယ်ဟာငါပပခွန်လာမမှုရရတယ်ဘူးပါကွာဒီကျင်းလုံးမီနာဒီရရအာနာသုံးပြီးတာဒီရနာသုံးပြီးတာဒီရောဟာအချမ်းမစုံနေကြမှာငန်းကြီးရဲ့ဒီအဲ့တော့လူတွေကတော့ဒီလိုမှတူတူရှိပါရဲ့ခင်ဗျားတို့နောက်ကရှိကစကားများနေဟုတ်တယ်လေခင်ဗျားတို့ကငါတို့တာရီကြားမှာစိတ်ထားရမှာနော်ငါတက်ပေါ့လေဟာတိလေဟာဘာသာပိတ်စားမှာငါစငါကူစား